တကူဒီမှာတယောက်တလေမူလန်ကဖြန့်ပဲချစီပဒေါဖူးလေးတွေပန်းစင်ထားသူရေကောင်းကလေးမလို့ပဒေါဖူးလေးတွေပန်းစင်ထားသူရေပျော်ပျော်ရွှင်ရွှင်တီးမောက်ကြတဲ့ပွဲမှာငုံနေရှာတဲ့ပန်းပဒေါဖူးတွေရေရာဒီချိန်မီလမ်းပွင့်ခဲ့တဲ့ပဒေါကိုပန်းစမရင်လာတဲ့တင်မမှု